မြန်မာရေးမေတ္တာကြောင့်ပြည်သက်များမင်္ဂလာပါခင်ဗျာခုချိန်အစပြီးပြည်တွင်းသတင်းများကိုစတင်ဆင်ခံပါမယ်ခင်ဗျာသတင်းကောင်းစဉ်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဒုတိယသမ္မတဦးညံ့ထွန်းအမေရိကန်လက်ထောက်နိုင်ငံသားရေးဝန်ကြီးဟောင်းနဲ့ Asia Group ကုမ္ပဏီရဲ့အမှုဆောင်ရာရှိချုပ်ဒေါက်တာကတ်ကမ်ဘတ်ဦးဆောင်တဲ့ကိုယ်စားလှယ်ဖွဲ့အားလက်ခံတွေ့ဆုံခြင်းသတင်းဆောင်လည်မှာပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဒုတိယသမ္မတဦးညံ့ထွန်းသည်ဒီကနေ့မနက်7:00 နာရီမှာအမေရိကန်လက်ထောက်နိုင်ငံသားရေးဝန်ကြီးဟောင်းနဲ့ Asia Group ကုမ္ပဏီရဲ့အမှုဆောင်ရာရှိချုပ်ဒေါက်တာကတ်ကမ်ဘတ်ဦးဆောင်တဲ့ကိုယ်စားလှယ်ဖွဲ့အားနိုင်ငံတော်သမ္မတအိမ်တော်တန်တမန်ဆောင်ဧကမ်းမှာလက်ခံတွေ့ဆုံပါတယ်တွေ့ဆုံရမှာဒုတိယသမ္မတဦးညံ့ထွန်းနဲ့အတူဒုတိယဝန်ကြီးဦးတန်းကျော်ဦးဟန်စိန်ဦးဆက်အောင်နဲ့ဌာနဆိုင်ရာတာဝန်ရှိသူများတက်ရောက်ကြပါတယ်အဲဒီလိုတွေ့ဆုံစဉ်မြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံမှုနဲ့စီးပွားရေးကဏ္ဍများမှာပူးပေါင်းဆောင်ရွက်ရေးရန်ကုန်ပြည်ပြည်ဆိုင်ရာလေဆိပ်တိုးချဲ့ခြင်းလေဆိပ်ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ခြင်းမြန်မာလေကြောင်းနဲ့နည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးနေစွမ်းအင်ကိုအသုံးပြုပြီးလျှက်စစ်တာထုတ်လုပ်ရေးကိစ္စများပေါ်ရင်းနှီးစွာကြဲကြဲပြန့်ပြန့်ဆွေးနွေးခဲ့ကြပါလေခင်ဗျာပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည်လွတ်လပ်၍တရားမျှတသောရွေးကောက်ပွဲများကိုပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေနိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေလွှတ်တော်ရွေးကောက်ပွဲဥပဒေနည်းဥပဒေများနဲ့အညီကြီးကြပ်ကျင်းပပေးတဲ့ရှိပါကြောင်းရွေးကောက်ပွဲကော်မရှင်ကကြီးကြပ်ကျင်းပပေးတဲ့ဒီမိုကရေစီရွေးကောက်ပွဲများဟာတနိုင်ငံလုံးတိုင်းတာနဲ့ဆောင်ရွက်ရတဲ့အမျိုးသားရေးလုပ်ငန်းကြီးဖြစ်တာကြောင့်လွတ်လပ်တရားမျှတရုံသာမကနိုင်ငံတကာအဆင့်မီစံချိန်စံညွှန်းများနဲ့ပြည့်စုံရန်နဲ့ပွင့်လင်းမြင်သာမှုရှိရန်လည်းလိုအပ်ပါကြောင်းပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးတင်ရေးကဒီကနေ့မနက်9:00 နာရီခွဲမှာနေပြည်တော်ရှိပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးစည်းဝေးခန်းမမှာကျင်းပတဲ့ Electoral Stakeholders Roundtable Meeting မှာပြောကြားပါတယ်ဆက်လက်ပြီးပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက2008ခုနှစ်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီပထမကြိမ်ပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲကို2010ပြည့်နှစ်နိုဝင်ဘာလ9ရက်မှာကျင်းပပေးနိုင်ခဲ့ပါကြောင်းအဲ့ဒီရွေးကောက်ပွဲများကပြည်သူ့လွှတ်တော်ကိုယ်စားလှယ်325ဦးမြို့သားလွှတ်တော်ကိုယ်စားလှယ်168ဦးနဲ့တိုင်းဒေသကြီးနဲ့ပြည်내လွှတ်တော်ကိုယ်စားလှယ်662ဦးတို့ကိုအောင်မြင်စွာရွေးကောက်တင်မြှောက်ပေးနိုင်ခဲ့ပါကြောင်းအကြောင်းမျိုးမျိုးကြောင့်လစ်လက်သွားတဲ့လွှတ်တော်မဲဆန္ဒနယ်45နယ်အတွက်ကြားဖြတ်ရွေးကောက်တင်မြှောက်ပွဲကိုလည်း2012ခုနှစ်ဧပြီလ1ရက်မှာကျင်းပပေးနိုင်ခဲ့ပါကြောင်းအဆိုပါရွေးကောက်ပွဲများကပြည်သူ့လွှတ်တော်ကိုယ်စားလှယ်39ဦးမြို့သားလွှတ်တော်ကိုယ်စားလှယ်6ဦးနဲ့တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်2ဦးတို့ကိုအောင်မြင်စွာရွေးကောက်ပေးနိုင်ခဲ့ပါကြောင်းရွေးကောက်ပွဲများကျင်းပပြီးစီးတဲ့အခါတိုင်းမှာပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာသက်ဆိုင်ရာနိုင်ငံရေးပါတီများသက်ဆိုင်ရာကော်မရှင်ဖွဲ့ခွဲများနဲ့တွေ့ဆုံပြီးရွေးကောက်ပွဲဆိုင်ရာဆောင်ရွက်ချက်များကိုပြန်လည်ဆွေးနွေးညှိနှိုင်းသုံးသပ်ပြီးအားနည်းချက်များကိုအဖြေရှာခဲ့ကြပါကြောင်းအထူးသဖြင့်မဲစင်းပြုစုခြင်းကိစ္စကြိုတင်မဲကိစ္စလွှတ်တော်ကိုယ်စားလှယ်လောင်းမဲဆွယ်စည်းရုံးမှုကိစ္စမဲဆန္ဒရှင်များအားရွေးကောက်ပွဲဆိုင်ရာအသိပညာပေးမှုကိစ္စစသည်တို့မှာအားနည်းချက်များရှိနေသေးကြောင်းဒါပြင်နိုင်ငံရေးပါတီတည်တည်ရဲ့ရန်မုံငွေရှာဖွေမှုစီယုံရေးကိုအထောက်အကူဖြစ်စေတဲ့လူမှုရေးလုပ်ငန်းများမှာငွေကြေးသုံးစွဲနေမှုကိစ္စများမှာလည်းမျှတအောင်ညှိနှိုင်းဆောင်ရွက်ပေးရန်လိုအပ်နေတာကိုတွေ့ရှိရပါကြောင်းဒါကြောင့်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ဒုတိယကြိမ်လွှတ်တော်ပုံမှန်တက်တန်းတရက်အတွက်2015ခုနှစ်ပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲများကိုကျင်းပတဲ့အခါမှာရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများနဲ့ပတ်သက်ပြီးအဖက်ဖက်ကအားနည်းချက်များမရှိစေရန်နဲ့လွတ်လပ်ပြီးတရားမျှတမှုရှိစေဖို့အတွက်အခုချိန်ကစတင်ပြီးပါတီစုံဒီမိုကရေစီရွေးကောက်ပွဲဆိုင်ရာကြိုတင်ပြင်ဆင်မှုလုပ်ငန်းများကိုစတင်ဆောင်ရွက်နေပြီဖြစ်ပါကြောင်းကိုလည်းထည့်သွင်းပြောကြားပါတယ်ဒါပြင်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည်2013ခုနှစ်မတ်လ9ရက်မှာတိုင်းဒေသကြီးပြည်내နဲ့ခရိုင်ကော်မရှင်ဖွဲ့ခွဲများမှဥက္ကဋ္ဌနဲ့အတွင်းမှုများကိုလည်းနေပြည်တော်ကိုဖိတ်ကြားပြီးမဲစင်းကောက်ယူခြင်းနဲ့ပတ်သက်တဲ့လုပ်ငန်းများကိုရှင်းလင်းဆွေးနွေးခဲ့ပါကြောင်းမဲစင်းများကို2010ပြည့်နှစ်မှာကျင်းပခဲ့တဲ့ပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲမှာအသုံးပြုခဲ့တဲ့မဲစင်းများကိုခြေခံပြီးဆောင်ရွက်သွားမှာဖြစ်ကြောင်းရခိုင်မဲစင်းကိုခြေခံပြုပြီးတကောင်စင်းကောက်ယူခြင်းနဲ့ပေါင်းဆက်ကာပြည်စုံမှန်ကန်တဲ့မဲစင်းရရှိအောင်ဆောင်ရွက်သွားမှာဖြစ်ကြောင်းနိုင်ငံတကာရဲ့တွေ့ကြုံများကိုရယူပြီးမဲစင်းကောက်ယူမှုကိမီနည်းပညာများနဲ့မဲစင်းများထိန်းသိမ်းသွားနိုင်အောင်လည်းစ조사ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း
ဆက်လက်ပြီး2013ခုနှစ်မတ်လ29ရက်မှာမြန်မာနိုင်ငံဒီမိုကရေစီဖော်ဆောင်ရေးလုပ်ငန်းစဉ်မှာတစ်ဖက်တစ်လမ်းကပါဝင်ဆောင်ရွက်ရှိကြတဲ့လူမှုဖွဲ့စည်း9ဖွဲ့မှတာဝန်ရှိသူများပြည်ထောင်စုဝန်ကြီးချုပ်ဦးစီးဌာနများမှညွှန်ကြားမှုချုပ်များနဲ့တွေ့ဆုံပြီးပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲများမှာပူးပေါင်းပါဝင်ဆောင်ရွက်မှုများဖြင့်ပြည်စုံမှန်ကန်သောမဲစင်းရရှိရေးကိစ္စကို၎င်းမဲဆန္ဒရှင်များကရည်ချင်းရှိတဲ့ပြည်သူကိုယ်စားလှယ်များကိုမှန်မှန်ကန်ကန်ရွေးကောက်တင်မြှောက်နိုင်ရေးအတွက်ပြည်သူများသို့အသိပညာပေးရေးကိစ္စကို၎င်းဌာနဆိုင်ရာလုပ်ငန်းဝင်တင်နန်းများမှာမဲယုံမှုနဲ့မဲယုံဖွဲ့ဝင်လုပ်ငန်းလမ်းညွှန်များရွေးကောက်ပွဲနဲ့ပတ်သက်တဲ့တည်တည်တည်တိုက်တဲ့အချက်များကိုထည့်သွင်းပို့ချပေးရေးကို၎င်းတွဲဆုံညှိနှိုင်းဆွေးနွေးခဲ့ပါကြောင်းအလားတူ2013ခုနှစ်ဧပြီလ10ရက်နေ့မှာနိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ခွင့်ရရှိပြီးဖြစ်တဲ့နိုင်ငံရေးပါတီဖွဲ့စည်း56ဖွဲ့နဲ့တွေ့ဆုံပြီးပြည်စုံမှန်ကန်တဲ့မဲစင်းကိစ္စကို၎င်းကြိုတင်ဆန္ဒမဲပေးခြင်းကိစ္စကို၎င်းလွှတ်တော်ကိုယ်စားလှယ်လောင်းမဲဆွယ်စည်းရုံးခြင်းကိစ္စကို၎င်းတိုင်းရင်းသားမဲဆန္ဒရှင်များအားတိုင်းရင်းသားစာပေများဖြင့်အသိပညာပေးရေးကိစ္စကို၎င်းနိုင်ငံရေးပါတီများကိုဥပဒေနဲ့အညီမှတ်ပုံတင်ခြင်းကြီးကြပ်ခြင်းနဲ့ကြီးကြပ်စေခြင်းကိစ္စတို့ကို၎င်းညှိနှိုင်းဆွေးနွေးခဲ့ပါကြောင်းပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့နိုင်ငံရေးပါတီများနဲ့အရပ်ဘက်လူမှုဖွဲ့စည်းများမှတာဝန်ရှိသူများပြည်ထောင်စုဝန်ကြီးဌာနများမှတာဝန်ရှိပုဂ္ဂိုလ်များနိုင်ငံတကာဖွဲ့စည်းသီးသီးမှကိုယ်စားလှယ်များကိုဖိတ်ကြားပြီး Electoral Stakeholders အားလုံးပါဝင်တဲ့ Round Table Meeting ကိုပထမဆုံးအကြိမ်စီစဉ်ကျင်းပပြီးအကြံကောင်းဉာဏ်ကောင်းများရရှိနိုင်ရန်ဆောင်ရွက်ရခြင်းဖြစ်ပါသောကြောင့်ရင်းနှီးနှီးပွင့်ပွင့်လင်းလင်းအကြံပြုဆွေးနွေးကြရန်အထူးလိုအပ်ပါကြောင်းဖြင့်မှာကြားပါတယ်အဲဒီနောက်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဖွဲ့ဝင်များဖြစ်ကြတဲ့ဦးဝင်းကြည်ဒေါက်တာဒေါ်မြင့်ကြည်ဦးမြင့်နိုင်ဦးညွတ်တင်နဲ့ဦးဝင်းကိုတို့ကမဲစင်းပြုစုခြင်း Voter Registration ကောင်းစဉ်နိုင်ငံရေးပါတီများရဲ့ရမုံငွေချင်းတွေ Financing of Political Parties ကောင်းစဉ်နိုင်ငံရေးပါတီများရဲ့ကျင့်ဝတ် Code of Conduct for Political Parties ကောင်းစဉ်မဲဆန္ဒရှင်များအားပညာပေးခြင်း Voter Education ကောင်းစဉ်နဲ့အရပ်ဘက်လူ့အဖွဲ့များရဲ့ရွေးကောက်ပွဲလေ့လာမှုဆိုင်ရာများ Status of Observations for Civil Society ကောင်းစဉ်များနဲ့ဆက်လက်ပြီးတည်တည်တည်တဲ့ချက်လက်များလိုက်နာဆောင်ရွက်ရမယ့်ချက်လက်များနဲ့နိုင်ငံတကာမှာကျင့်သုံးရရှိတဲ့နည်းစနစ်များကိုအသီးသီးဆွေးနွေးတင်ပြကြပါတယ်အဲဒီနောက်အစည်းအဝေးသို့တက်ရောက်လာကြတဲ့နိုင်ငံရေးပါတီများနဲ့အရပ်ဘက်လူ့အဖွဲ့အစည်းများမှတာဝန်ရှိသူများက2015ခုနှစ်အတွင်းမှာကျင်းပမဲ့ပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲကြီးကိုလွတ်လပ်ပြီးတရားမျှတစွာကျင်းပနိုင်ရန်အတွက်ဗတ်ပေါင်းစုံမှဆွေးနွေးတင်ပြကြပါတယ်အဲဒီနောက်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကဆွေးနွေးတင်ပြခြင်းများပေါ်ပြန်လည်သုံးသပ်ဆွေးနွေးပြောကြားက2015ခုနှစ်တွင်ကျင်းပမဲ့ပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲကြီးကိုလွတ်လပ်၍တရားမျှတပြီးပွင့်လင်းမြင်သာမှုရှိရှိဖြင့်ကျင်းပနိုင်ရန်အတွက်အခုလိုဗတ်ပေါင်းစုံကဝိုင်းဝန်းအကြံပြုဆွေးနွေးကြတဲ့အတွက်အထူးကျေးဇူးတင်ရှိပါကြောင်းဆွေးနွေးချက်များကိုလည်းမှတ်သားစုစည်းပြီးသက်ဆိုင်ရာရွေးကောက်ပွဲဥပဒေ၊နည်းဥပဒေများမှ၎င်းညွှန်ကြားချက်များမှ၎င်းလိုအပ်သလိုပြုပြင်နိုင်ရေးအတွက်ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါကြောင်းဖြင့်ပြောကြားပြီးအစည်းအဝေးကိုညနေ6:00 နာရီခွဲမှာရုပ်သိမ်းလိုက်ပါတယ်ခင်ဗျာလက်ပံတောင်းတောင်ကျင်းဒီစီမံကိန်းနဲ့ပတ်သက်တဲ့စုံစမ်းစစ်ဆေးစီရင်ခံစာပေါ်အကောင့်ထည့်ဖော်ဆောင်ရွက်မဲ့ကော်မတီညှိနှိုင်းစည်းဝေးကိုဒီကနေ့မနက်10:00 နာရီမှာနိုင်ငံတော်သမ္မတရုံးစည်းဝေးခန်းမမှာကျင်းပရာရှေးဦးစွာကော်မတီဥက္ကဋ္ဌသမ္မတရုံးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးလှထွန်းကမိမိတို့ကော်မတီအနေနဲ့စုံစမ်းစစ်ဆေးစီရင်ခံစာပေါ်အဖွဲ့၄ဖွဲ့ခွဲပြီးလုပ်ငန်းများကိုအကောင့်ထည့်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်းလုပ်ငန်းများဆောင်ရွက်ရမှာလက်တလောဆောင်ရွက်ပေးနိုင်တာများကိုချက်ချင်းအကောင့်ထည့်ဖော်ပြီးရေရှည်ဆောင်ရွက်ရမယ့်လုပ်ငန်းများအတွက်စနစ်တကျထင်သာမြင်သာဖြင့်စံပြဆောင်ရွက်သွားရန်လိုအပ်ကြောင်းလုပ်ငန်းများဆောင်ရွက်ရမှာတရားဥပဒေစိုးမိုးရေးကိုလေးထားပြီးဒေသဖွံ့ဖြိုးရေးနဲ့ဒေသခံပြည်သူများအလုပ်အကိုင်ရရှိရေးအတွက်ဗတ်ပေါင်းစုံမှပြည်စည်းသွားရန်လိုကြောင်းဒေသဖွံ့ဖြိုးရေးအတွက်မြေယာဖော်ထုတ်ခြင်းအိမ်တွင်းမှုတပ်မွေးဝမ်းကြောင်းလုပ်ငန်းများဖန်တီးပေးခြင်းဆေးရုံတည်ဆောက်ပေးခြင်းစာသင်ကျောင်းများပြုပြင်တည်ဆောက်ခြင်းတို့ကိုမြန်မြန်ထက်ထက်ဆောင်ရွက်သွားမှာဖြစ်ကြောင်းနဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကိုတိတိကျကျဆောင်ရွက်သွားမှာဖြစ်ကြောင်းဖြင့်ပြောကြားပါတယ်
အဲဒီနောက်ကော်မတီဒုတိယဥက္ကဋ္ဌစစ်ရေးချုပ်ဒုတိယဗိုလ်ချုပ်ကြီးခင်စောဦးကနယ်မြေတွင်အနီးပတ်ဝန်းကျင်ဒေသရှိဒေသခံပြည်သူများအားအလုပ်အကင်ဖန်တီးဖော်ဆောင်နေမှုနဲ့ဒေသဖွံ့